Inshallah ကျွန်တော်တို့မွတ်စလမန်အမျိုးသားတွေအမျိုးသမီးတွေအရွယ်ရောက်ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့တွေဟာခန္ဓာကိုယ်မတန့်ရှင်းဖြစ်သွားတဲ့အခါမှာဖတ်ရတဲ့နီယတ်ရှိတယ်အဲ့ဒီနီယတ်ကိုကျွန်တော်အနေနဲ့ဖတ်ပြမှာဖြစ်ပါတယ်နားထောင်ပြီးတော့တေချာပြန်ကြက်ပါလို့လဲကျွန်တော်အနေနဲ့တိုက်တွန်းခြင်းပါတယ်ကျွန်တော်ဖတ်ပြမယ်နော်အင်ရှာအလ္လာဟ်ဂျနာဘတ်ရေချိုးခြင်းနီယတ်နဝိတူအန်အဂတဆီလာဘီဂုစလ်جنابة امتثالا لأمر الله تعالى واستباحة للصلاة ورفع الحدث تاغاအမျိုးသားကောအမျိုးသမီးရောအရွယ်ရောက်သွားပြီးတဲ့မွတ်စလမန်တွေအားလုံးကခန္ဓာကိုယ်မတတ်မရှင်းဖြစ်သွားပြီးဆိုရင်ရေမဖြစ်မနေကျွန်တော်တို့ရေချိုးရတော့မှဆိုရင်ဖတ်ရတဲ့နည်းရဖြစ်တယ်။ဒါကိုအလွယ်အောင်ကြက်ထားဖို့အရေးကြီးတယ်။နောက်တစ်ပုဒ်တစ်ခါတော့တွေ့ပြီးတော့တင်ပေးမယ်။နောက်တစ်ပုဒ်ကဘာလဲဆိုတော့ဒါကရိုးရိုးရေချိုးတာခန္ဓာကိုယ်မတန့်ရှင်းလို့အရေးကြီးရေချိုးရတဲ့ရေချိုးတဲ့နီးမဟုတ်ဒါကတော့ရိုးရိုးကျွန်တော်တို့ရေချိုးမှာအားကစားလုပ်မယ်အလုပ်သွားမယ်အလုပ်ပြန်မယ်ကြောင်းသွားမယ်ကြောင်းပြန်မယ်ကျွန်တော်တို့ချွေးတွေထွက်မယ်အဲ့ဒါကိုရိုးရိုးရေချိုးတယ်လို့ခေါ်တယ်နော်အဲ့ဒီရိုးရိုးရေချိုးတဲ့နီးရက်ကိုကျွန်တော်အနေနဲ့ဆိုပြမှာဖြစ်ပါတယ်အင်ရှာအလ္လာဟ်ရိုးရိုးရေချိုးခြင်းနီးရက်نويت أن أغتسل لرفع الحدث واستباحة الصلاة ဒါကတော့ရိုးရိုးရေချိုးတဲ့နည်းရပေါ့နော်အားလုံးနားထောင်ပြီးတော့ဒီနည်းရလေးတွေကိုကြက်ထားပြီးတော့ကျင့်သုံးပါလို့ကျွန်တော်အနေနဲ့ဒူအာလုပ်ရင်ပြောချပါတယ်إن شاء الله